စာရန်နေစစ်ဆေးတဲ့အခါမှာမိတ်ဆွေဝယ်ယူတဲ့မြေကဘယ်လိုမြေအမျိုးအစားလဲရွာမြေဆက်လက်မြေပါမစ်မြေဘိုးဘပိုင်မြေပိုင်မြေမြေငါးကရံမြေလားဥယျာဉ်ချမ်းမြေလားပြီးတော့လေယာမြေလားဆိုပြီးတော့စတဲ့မြေအမျိုးအစားတွေရှိပါတယ်အဲ့လိုမျိုးမြေအမျိုးအစားကိုသိထားဖို့ပထမဦးစွာလိုအပ်ပါတယ်မြေတွေကိုဝယ်ယူတဲ့အခါမှာရှေ့နေမပါဘဲနဲ့ဘယ်လိုမျိုးဝယ်ယူရမလဲပထမဦးဆုံးသောအနေနဲ့မိတ်ဆွေဝယ်ယူမယ်မြေအမျိုးအစားကဘယ်လိုမြေအမျိုးအစားလဲဆိုတာကိုမိတ်ဆွေကသိထားဖို့လိုအပ်ပါတယ်ရှင်ဒါအပြင်မြေအမျိုးအစားပေါ်မှာမူတည်ပြီးတော့ဘယ်လိုမျိုးစာရွက်စာတမ်းတွေကိုစစ်ဆေးရမလဲဒီလိုမျိုးစာရွက်စာတမ်းတွေကိုစစ်ဆေးနိုင်အောင်လဲမိတ်ဆွေကပထမဦးဆုံးစွာလေ့လာထားဖို့လိုအပ်ပါတယ်ရှင်မိတ်ဆွေကမြေအမျိုးအစားကိုလည်းသိပြီးအဲ့ဒီမြေအမျိုးအစားနဲ့ပတ်သက်ပြီးတော့ဘယ်လိုစာရွက်စာတမ်းတွေရှိရမလဲဆိုတာကိုလည်းသိပြီးဆိုလို့ရှိရင်မိတ်ဆွေကအဲဒီမြေကွက်ရဲ့စာချုပ်အဆက်ဆက်ကိုစစ်ဆေးဖို့လိုပါတယ်အမည်ပေါက်ပိုင်ရှင်ကကိုယ်တိုင်ရောက်မှာလားဒါမှမဟုတ်အမည်ပေါက်စီကနေပြီးတော့ဝယ်ထားတယ်စက္ကန့်အုံနာလားပြီးတော့စက္ကန့်အုံနာနေဝယ်တာတက်အုံနာလားဒီလိုမျိုးတွေကိုစစ်ဆေးဖို့လိုပါတယ်ရှင်ဒီလိုမျိုးစစ်ဆေးပြီးဆိုတာနဲ့အဲဒီမြေကွက်ရောင်းချတဲ့သူကခင်မောဒါမှမဟုတ်လို့ရှင်ဇနီးလားပြီးတော့ဒီတရားရုံးအမိန့်ကြောင့်ပိုင်ဆိုင်ထားတဲ့သူလားဒီလိုမျိုးတွေစစ်ပြီးဆိုလို့ရှိရင်တော့မိတ်ဆွေတို့တွေစရံပေးစာချုပ်ချုပ်ဆိုလို့ရပါပြီစရံပေးစာချုပ်ချုပ်ဆိုတဲ့အချိန်မှာလည်းစရံပေးစာချုပ်မှာပါဝင်တဲ့အချက်အလက်တွေမှာဆိုလို့ရှိရင်လည်းဒီမြေကွက်ကိုရောင်းချတဲ့သူကတရားဝင်ပိုင်ဆိုင်ကြောင်းအရှုပ်အရှင်းမရှိကြောင်းပေါင်နှံလွှဲပြောင်းရောင်းချထားခြင်းမရှိကြောင်း၎င်းကိုယ်တိုင်လက်ရှိနေထိုင်နေကြောင်းမြေခွန်ကြီးကြံနေမြေအခွန်အခကိစ္စရများကိုလည်းထမ်းဆောင်ပြီးစီကြောင်းပြီးတော့ဒီမြေကွက်နဲ့ပတ်သက်ပြီးတော့ဘယ်နည်းဘယ်ရက်မှာငွေချေရမယ်ဘယ်လိုမျိုးငွေချေတဲ့အခါမှာလည်းဘဏ်စနစ်နဲ့သွားမလားငွေသားကိုလက်ရောက်ယူမလားနောက်တစ်ခုကကြတော့စရံပေးပြီးတဲ့အချိန်မှာသတင်းစာကနေပြီးတော့ကြော်ညာရပါတယ်နိုင်ငံတော်ပိုင်သတင်းစာကနေပြီးတော့ကြော်ညာတဲ့အချိန်မှာကန့်ကွက်တဲ့သူရှိမရှိအကယ်၍ဒီမြေကွက်နဲ့ပတ်သက်ပြီးတော့အရှုပ်အရှင်းတစုံတရာပေါ်ပေါက်လာတဲ့အခါမျိုးကြလို့ရှင်ရောင်းချတဲ့သူအနေနဲ့ဘယ်လိုမျိုးဆောင်ရွက်ပေးနိုင်မလဲဒီအချက်အလက်တွေကိုကျမတို့ကစရံပေးစာချုပ်ထဲမှာအတိအကျထည့်သွင်းချုပ်ဆိုဖို့လိုအပ်ပါတယ်မိတ်ဆွေကစာချုပ်စာတမ်းကိုဥပဒေနဲ့အညီပေါ့နော်ရေးသားချုပ်ဆိုနိုင်တဲ့သူဖြစ်မယ်ဆိုလို့ရှိရင်ရပါပြီရှေ့နေရှေ့ရလည်းခေါ်စရာမလိုပါဘူးဒီလိုမျိုးစရံပြီးလဲချုပ်ပြီးပါပြီသတင်းစာမှာလည်း9ရက်ဒါမှမဟုတ်14ရက်ပေါ့နော်ကန့်ကွက်ပြီးပါပြီအရှုပ်ရှင်းတစုံတရာလည်းမရှိဘူးမြေပြင်မှာလည်းအရှုပ်ရှင်းကင်းတယ်မြေစရင်မှာလည်းအရှုပ်ရှင်းကင်းတယ်သက်ဆိုင်ရာစီရင်မှာလည်းအရှုပ်ရှင်းကင်းတယ်ဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့အပီအပိုင်းငွေချေပြီးတော့သက်ဆိုင်တဲ့စာရွက်စာတမ်းမူရင်းတွေနဲ့မိတ်ဆွေဝယ်ခြင်းနဲ့အချမ်းမြေကိုလက်ရောက်ရယူပြီးတော့နေထိုင်လို့ရပါပြီအကယ်၍မိတ်ဆွေဝယ်ယူတဲ့မြေအမျိုးအစားကစာချုပ်စာတမ်းမှတ်ပုံတဲ့ဥပဒေအရာပေါ့နော်မှတ်ပုံတင်အယောင်အဝယ်စာချုပ်ချုပ်ဆိုလို့ရတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေမှတ်ပုံနဲ့စာချုပ်ချုပ်ဆိုပြီးတော့မိတ်ဆွေအမည်ပေါက်ရအောင်ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုမျှဝေပေးလိုက်ရပါတယ်ဒါအပြင်ဒီထဲမှာမိတ်ဆွေဝယ်ယူမယ်အိမ်ချမ်းပြည်နဲ့ပတ်သက်ပြီးတော့အကျယ်ဝန်းကလည်းအဓိကအရေးကြီးပါတယ်မိတ်ဆွေကိုပြောတယ်မိတ်ဆွေကိုရောင်းချလိုက်တဲ့စာချုပ်ထဲမှာပါတယ်မြေအတိုင်းတာအကျယ်အဝန်းနဲ့မြေပြင်မှာလက်ရှိပေါ်ပေါက်နေတဲ့ area အကျယ်အဝန်းတွေကလည်းတူညီနေဖို့လိုအပ်ပါတယ်ဒါအပြင်မြေပြင်အရှုပ်အရှင်းဘယ်လိုမျိုးဆရာမလဲဆိုတော့မိတ်ဆွေဝယ်ယူတဲ့မြေကွက်ရဲ့ပတ်ဝန်းကျင်အခြေအနေကိုတွားရောက်စုံစမ်းခြင်းတည်တော်၎င်းသက်ဆိုင်ရာရာအိမ်မှုရက်ကွက်အုပ်ချုပ်ရေးမှုရုံးကနေပြီးတော့တွားရောက်စုံစမ်းလို့တော်၎င်းဒီလိုမျိုးလေးတွေနဲ့လီလာစုံစမ်းလို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုမျှဝေပေးလိုက်ရပါတယ်ရှင်အားလုံးပဲအဆင်ပြေချုံမွေးကြပါစေရှင်